မိတ်ဆွေရဲ့ဖုန်းထဲမှာရွှေထက်တန်မိုးကြီးတဲ့ application တစ်ခုရှိတယ်ဆိုတာသိပြီးပြီလားဟုတ်ပါတယ်မိတ်ဆွေရဲ့ဖုန်းထဲမှာတကယ်ကိုရွှေထက်တန်မိုးကြီးတဲ့ application တစ်ခုရှိပါတယ်ဒါကဘာကိုပြောရလဲဆိုရင် Google Lens application ကိုပြောတာပဲဖြစ်ပါတယ် Google Lens ကမိတ်ဆွေကိုယ်တိုင်အသုံးပြုပဲပြစ်ထားတဲ့အမေရိကန် application တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ပြီဆိုရင်တော့မိတ်ဆွေက Google Lens application ကိုဘယ်လိုအကျိုးရှိရှိသုံးချရမလဲဆိုတာကိုသိရှိသွားမှာပဲဖြစ်ပါတယ် Google Lens ကအရာရာကိုချက်ချင်းသိမြင်နိုင်တဲ့မော်မြင့်မှန်တက်လက်နဲ့လည်းတူပါတယ်နံပါတ်1စာတွေကိုအလွယ်တကူကူးချနိုင်တယ်စာအုပ်ထဲကစာတွေဓာတ်ပုံတွေကစာတွေကိုလက်နဲ့ကူးချနိုင်စရာမလိုပဲကင်မရာချိန်လိုက်ရုံနဲ့ချက်ချင်းကူးယူလို့ရတယ်။ကြောင်းသားရည်နဲ့ရုံမိုင်းလုံးနေတဲ့တွေအတွက်တော်တော်လေးအသုံးဝင်တဲ့ feature လေးတစ်ခုပဲဖြစ်ပါတယ်။နံပါတ်2လိုအပ်ချက်တွေဖော်ထုတ်ပေးနိုင်တဲ့စွမ်းအားရည်လည်းရှိတယ်။မိတ်ဆွေဘာမှမသိတဲ့ပစ္စည်းတစ်ခုအပင်တစ်ခုကိုတွေ့ရင်ဒါမှမဟုတ်ပန်းပွင့်လေးတစ်ခုကိုတွေ့တဲ့အခါ Google Lens ကိုဖွင့်ပြီးရိုက်လိုက်တာနဲ့နာမည်ဈေးနှုန်းဝယ်ယူရတဲ့နေရာတွေတမိုင်းအကြောင်းတွေကစတခဏချင်းမှာပဲချက်ချင်းသိရပါလိမ့်မယ်။ဒါကဆွဲဆောင်ရတဲ့လက်ထောက်တစ်ယောက်ကိုကိုယ့်အိတ်ကထည့်ထားတာနဲ့အတူတူပါပဲ။နံပါတ်3ကဘာကြီးနဲ့ချိတ်ဆက်ပေးနိုင်တဲ့စွမ်းအားတွေလည်းရှိတယ်။မိတ်ဆွေမသိတဲ့ပါရာစကားတွေကြောင့်စိတ်ရှုပ်ဘူးရမလား။ဥပမာ TikTok ကအခုလိုမျိုးဂျပန်စာတွေနဲ့ရေးထားတာနားမလည်ဘူးဆိုရင် screenshot ယူပြီးတော့ Google Lens တွေကိုထည့်ကိုကြိုက်တဲ့ဘာသာစကားကို translate လုပ်ခိုင်းပြီးတော့အလွယ်တကူနားလည်သွားပါလိမ့်မယ်ဒီစွမ်းအားတွေကတကယ်ကိုရွှေထက်တန်မှုကြီးတဲ့အသိပညာတစ်ခုပါပဲဒါဆိုရင်မိတ်ဆွေတို့ဖုန်းထဲက Google Lens application ကိုအခုပဲသုံးကြည့်လိုက်ပါလက်ရှိဘယ်လိုမျိုးအသုံးပြုနေလဲဆိုတာကိုလည်း comment box ထဲမှာမျှဝေပေးခဲ့လို့ရပါတယ်ကျွန်တော်အောင်ရင်နောက်မှာနောက်ဗီဒီယိုမှာတွေ့ကြပါ